Okay မင်္ဂလာပါ The Miss ကနေကြိုဆိုပါရစေ Fantasy ရုပ်ရှင် Fantasy ဇာတ်လမ်းတွဲလို့ပြောလိုက်ရင်ကျွန်တော်တို့ပြင်းပြမိတာဘာရှိမလဲ Game of Thrones Harry Potter The Lord of the Rings ဒါတွေကိုပဲအရင်ဆုံးပြင်းပြမိပါတယ်၅ခုပြည့်အောင်နောက်2ခုလောက်ထပ်ပြောပါအောင်ဆို House of the Dragon တို့ Narnia တို့ဝင်လာပါလိမ့်မယ်ဒီမှာသတိထားမိလားဗျ Fantasy လို့ပြောလိုက်ရင် movie ပဲဖြစ်ဖြစ် TV show ပဲဖြစ်ဖြစ်အအောင်မြင်ဆုံးနေရာတွေမှာရပ်တည်နေတာကဝိထုစာအုပ်ကိုအခြေခံထားတဲ့ဇာတ်လမ်းတွေပါစာအုပ်ကိုအခြေမခံပဲရုပ်ရှင်အတွက်တီးသန့်ဇလန်းရေးပြီးရိုက်တဲ့ကားတီးသန့်ဇညွှန်းရေးပြီးရိုက်တဲ့ကားတွေကအထိုက်အသင့်အောင်မြင်ရင်တော့မှဝိထုအခြေခံဇလန်းတွေကိုမမီပါဘူးဒီမှာတစ်ခုဖြတ်ပြောချင်ပါတယ်ဖန်တစီရဲ့အတိတ်ဘက်ကစိတ်ကူးခြင်းပါဒါဆို Peaky Blinders ကလည်းဖြစ်ရမှာမဟုတ်တာ Squid Game တို့ Money Heist တို့ Breaking Bad တို့ကလည်းဖြစ်ရမှာမဟုတ်တာသူတို့ကြဖန်တစီမဟုတ်ဘူးလားလို့တချို့တွေတွေးမိကြတာရှိပါတယ်အဖြေကတော့ဒီဇလန်းတွေဒီဖန်တစီမဟုတ်ပါဘူးဘာလို့လဲဆိုသူတို့ကကျွန်တော်တို့အခုနေတဲ့ကဘာကြီး Real War မှာအခြေခံထားတာပါ Peaky Blinders ဆို1920ဝန်းကျင်အင်္ဂလန်မှာဆက်ရင်တဲတယ် Squid Game ဆို2020ဝန်းကျင်တောင်ကိုရီးယားမှာဆက်ရင်တဲတယ် Money Heist က2019ကနေ2021အထိစပိန်မှာ Breaking Bad က2008ကနေ2010အထိအမေရိကန်မှာအသီးသီးဆက်ရင်တဲထားပါတယ်အဲ့ဒါကြောင့်စာရေးဆရာကဇက်ကောင်တွေကိုရော setting ကိုရောလက်တွေ့ကဘာနဲ့ကိုင်ညီအောင်ဖန်တီးရပါတယ်Breaking Bad ထဲမှာငကားတွေစီးပြီးဆေးလိုက်ဖြတ်တာတို့ Money Heist ထဲမှာလေဆာတနက်တွေနဲ့ဗန်ဒမြတိုက်တာတို့ရှောက်လို့မရပါဘူး။စိတ်ကူးနဲ့ဖန်တီးတယ်ဆိုပေမဲ့ဒီလိုဇာတ်လမ်းတွေမှာစီးတွေပေါင်တွေရှိပါတယ်။ Game of Thrones တို့ Harry Potter တို့ The Lord of the Rings တို့ကတော့အဲ့လိုမဟုတ်ပါဘူး။သူတို့မှာကျွန်တော်တို့နေထိုင်တဲ့ကဘာမဟုတ်တဲ့ကိုယ်ပိုင်စိတ်ကူးရင်ကဘာကြီးရှိပါတယ်။ Harry Potter ကဒီကဘာနဲ့ဆင်တယ်လို့ရှိပေမဲ့လို့နိုင်ရန်နဲ့ပြေးဝင်ပြီးယထာစီလိုက်ရင်ရှောက်သွားတဲ့မော်လောကကြီးဟာ Real World နဲ့လာမသက်ဆိုင်တာကိုသတိချရပါမယ်။အဲ့တော့ fantasy story ဆိုတာဒီစာရေးဆရာကသူ့စိတ်ကူးစိတ်တန်းနဲ့ရေးထားတဲ့စာတိုင်းကိုကိုစားမပြုပါဘူးစိတ်ကူးရင်ကဘာကြီးတွေကစိတ်ကူးရင်ဇက်ကောင်တွေအကြောင်းကိုစိတ်ကူးရင်သတ္တဝါတွေမော်ဆန်ဆန်အဖြစ်အပျက်တွေပေါ်များစွာနဲ့ရေးထားတဲ့ဇာတ်လမ်းတွေကိုပဲတီးတန့်ကိုစားပြုတာပါဒီဇာတ်လမ်းတွေကဘာစီးဘာပေါင်းမှထားစရာမလိုပါဘူးစိတ်ကူးညံရှိသလောက်စိတ်ကူးရင်ပြီးရေးကျင်တာရေးလို့ရှားပါတယ်လူတစ်ယောက်ကကြားတစ်ပိုင်းလင်းုံတစ်ပိုင်းကြီးစီးပြီးလေဆာဓာတ်နဲ့စီးချင်းထိုးနေတယ်လို့ရှိလဲဘာမှမဖြစ်ပါဘူးလွယ်ပြောရရင် fantasy ဆိုတာကိုယ်ပိုင်စိတ်ကူးရင်ကဘာကြီးရှိတဲ့ဇာတ်လမ်းတွေကိုခေါ်တာပါဒါဆိုဘာလို့ဝိထုစာအုပ်ကိုအခြေခံတဲ့ဇာတ်လမ်းတွေကပဲအများအပြားအောင်မြင်တာလဲဝိထုရေးတဲ့စာရေးဆရာတွေကပဲကောင်းအောင်ရေးတတ်ပြီးဇညွှန်းဆရာတွေကြဇာတ်လမ်းတစ်ပုဒ်ကိုကောင်းအောင်မရေးတတ်ဘူးလားစသဖြင့်မေးစရာရှိပါတယ်အဲ့ဒီမေးခွန်းနှစ်ခုလုံးရဲ့အဓိကအဖြေကတော့ budget ပတ်စံပါစာရေးဆရာတရားဝိထုရေးရင်ကုန်ကျစရိတ်ကိုထည့်တွက်စရာမလိုပါဘူးအနီရောင်အကျေးခွန်တွေနဲ့ငကားကြီး9កောင်ကတအေကားလောက်ကျဲတဲ့ရွှေရောင်ရဲတိုက်ကြီးကိုမိနဲ့ဝိုင်းမှုတ်လိုက်တာရဲတိုက်ကြီးအရေးပြောသွားပါတယ်ဆိုတဲ့ဇလန်မိုင်းလေးကိုကြိုက်တဲ့လောက်ဖွင့်ရွယ်ရေးကုန်ကြစရိတ်ကပရင်တာမှင်နေရဲ့စာရွက်တွေဖို့လောက်ရဲ့ပါပဲရုပ်ရှင်ရရင်ကြအလိုမဟုတ်တော့ပါဘူးငကား9កောင်မပြောနဲ့တကောင်ကိုအသက်ဝင်အောင်ရှိုက်နေရတာနဲ့ CGI ဘိုးကမီလီယံနဲ့ချီကုန်နေပါပြီအဲ့ဒါကြောင့်ဇညွှန်းဆရာတွေကသူစိတ်ကူးမိတဲ့ငကားကြီး9កောင်အစား CGI မိုးသက်တာအောင်တကောင်လို့ပဲရေးလိုက်တာတို့တအေကကျဲတဲ့ရွှေရောင်ရဲတိုက်ကြီးအစားပေတရာပက်လေရဲတိုက်လေးလှုပ်လိုက်ရတာတို့ဖြစ်ကုန်ပါတယ်အမှန်ရင်ခွမ်းကုန်တာပါနောက်ပြီးတော့ဝိထုမှာဆိုဇက်ကောင်တယောက်ရဲ့ emotion တွေအတွေးတွေကိုကြိုက်တဲ့လောက်တိုင်တိုင်ဝိုင်းဝိုင်းဖော်ပြလို့ရှားပါတယ်ဥပမာ character တယောက်ရဲ့အကြည့်တစ်ချက်ကိုတင်စာမျက်နှာတစ်ခုအပြည့်ဖွဲ့နှွယ်ပြလိုက်လို့ရှားပါတယ်ရုပ်ရှင်မှာတော့အလိုမရှားပါဘူးအကြည့်တစ်ချက်သည်အကြည့်တစ်ချက်ရဲ့ကြာချိန်ပဲရှိမှရပါမယ်စိုက်ကြည့်တာလေးကိုဘောလိဝုဒ်လိုမျိုးကင်မရာထောက်ပေါင်းဆောင်ကလိုက်ပြနေရင်တော့မှအဲ့ဒီသရုပ်ဆောင်ကသရုပ်ဖော်နိုင်စွမ်းရှိသလောက်ကိုပဲကျွန်တော်တို့မြင်ရမှာပါအဲ့ဒီသရုပ်ဆောင်ကလည်းစာရွက်ထဲမှာရေးထားသလောက်အပြည့်အစုံကိုအကြည့်တစ်ချက်လေးနဲ့တော့မဖော်ပြနိုင်ဘူးဆိုတာသိကြပါတယ်ဒါကရုပ်ရှင်တို့ TV show တို့ရဲ့ကန့်သက်ချက်တွေပါဒါဆိုဝိထုကိုပြန်ရိုက်လဲ CGI မိုးကုန်တာပဲ Game of Thrones မှာဘာလို့ငကား3កောင်ရှိတဲ့နေရာကိုတကောင်နဲ့လို့မပြင်လဲစသဖြင့်တွေးစရာရှိပြန်ပါတယ်ဝိထုကိုပြန်ရိုက်ရင်တော့အဲ့လိုတွေလုပ်လို့မရပါဘူးစာရေးဆရာတွေကမူပိုင်ခွင့်ရောင်းတဲ့ကသူရေးထားတဲ့ဝတ္ထုအပေါ်ထိန်းချုပ်ခွင့်ပြုပြင်ခွင့်ကိုအများကြီးကန့်သက်ကြပါတယ်။အနည်းဆက်ဆုံး One Piece ကိုပဲကြည့်ပါ။ Cast တွေရော Character Design တွေရော Oda Sensei ကသဘောတူမှရှိုက်ခွင့်ရှိပါတယ်။ဒါတောင်မှ Season 2မှာ Luffy တို့တောင်ပေါ်တက်တော့နှင်းယုံတွေနဲ့တွေ့တဲ့အပိုင်းကိုဖြုတ်ပစ်ထားပါတယ်။ဘာလို့လဲဆိုအဲ့လောက်အေယာမရှုံတွေအများကြီးကိုထည့်မယ်ဆို CGI ဘိုးကအများကြီးကုန်မှာမို့လို့ပါ။ရုပ်ရှင်ရိုက်တဲ့အခါအဲ့ဒီလိုဘတ်ဂျက်ကန့်သက်ချက်တွေရှိနေတယ်ဆိုစာရေးဆရာတွေကဇညွှန်းဆရာတွေဒရိုက်တာတွေပြင်တာကိုဘာလို့လိုက်ကန့်သက်နေတာလဲသူတို့ရိုက်ချင်တယ်လို့ရိုက်ပါစေပေါ်လို့မေးပြန်ရင်လဲအဲ့ဒီလိုကန့်သက်အောင်လုပ်သွားတဲ့နမူနာတွေရှေ့မှာအများကြီးရှိခဲ့ပါတယ်။ခေါင်းထဲပေါ်လာတာတခုက2010ဝန်းကျင်မှာထွက်ခဲ့တဲ့ Percy Jackson movie နှစ်ကားပါ။မူရင်းစာရေးဆရာကဝင်မစွက်ဖက်တော့ movie crew ကလှုပ်ချင်ရတွေလှုပ်ချလိုက်တာ12နှစ်အရွယ် main character တွေကလည်းသေကန်နီးဖြစ်
နတ်ဖျားတွေကိုကိုစားပြုတဲ့ကပ်ပင်တွေဆိုတာလဲတောထဲကတဲကုတ်တွေဖြစ်နေဖြစ်ချင်တိုင်းတွေဖြစ်ကုန်ပါတယ်ဒီလိုအလားတူဇလံတွေရှိပါသေးတယ်စာရေးဆရာတိုင်းကသူတို့ရှင်ဘက်ကြီးနဲ့ရေးထားတဲ့ဇလံကိုဒီလိုဖြတ်စည်းတာမျိုးမြင်အသေးခံအောင်နားကြမှာပါ Percy Jackson ရဲ့စာရေးဆရာ Rick Riordan ကတခါသေးဘူးပြင်မိုးနားလဲသွားပါတယ် Disney ကိုမူပိုင်ခွင့်ရောက်တော့သူကိုယ်တိုင်ခက်ရွေးဖို့သဘောတူညီမှုတောင်းတဲ့အပြင်ဇလံကိုလည်းတစ်စိတ်တစ်ပိုင်းဝင်စွာဖတ်ခွင့်ယူပါတယ်သူတို့ဝိထုကိုရုပ်ရှင်ပြန်ရိုက်ပြီးတလွဲလောက်ခံရတာကိုကိုယ်တိုင်မကြုံလိုက်ရတဲ့တခြားစာရေးဆရာတွေလည်းဒီအဖြစ်အပျက်မျိုးတွေကနေပညာရကုန်ပါတယ်ဒါကြောင့်မူရင်းဝိထုကိုရုပ်ရှင်ပြန်ရိုက်မယ်ဇလံတွေပြန်ရိုက်မယ်ဆိုရင်တော့မူရင်းဝိထုရဲ့ခန္ဓာမှုကိုအပြည့်အဝမဟုတ်ရင်တော့85%လောက်ထိတော့ထိမ့်သိမ်းကြရပါတယ်ဒါဖန်တစီလောကမှာဘာကြောင့်ဝိထုအခြေခံဇလံတွေကပဲအောင်မြင်နေလဲဆိုတဲ့မေးခွန်းရဲ့အဖြေပါဒါဆိုဝိထုကိုအခြေမခံမဲ့ဝက်ကွယ်အောင်မြင်တဲ့ကမရှိတော့ဘူးလားကွာလို့မင်းသိရှိတာပေါ့ဗျအဲ့ဒီထဲကထိတ်ဆုံးမှရပ်တည်နေတာက Star Wars ပါ Star Wars ကဘယ်စာအုပ်ကိုမှအခြေမခံထားတဲ့ George Lucas ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတစ်ခုပါအောင်မြင်မှုပိုင်းမှာပရိသတ်လက်ခံမှုနဲ့ပဲတိုင်ဝင်ငွေအဖြစ်ပဲတိုင် Harry Potter တို့ The Lord of the Rings တို့ကိုမရှုံးပါဘူးဒါပေမဲ့လည်းရေဘူးရအဖြစ်ဝိထုအခြေခံဇာတ်လမ်းတွေနဲ့ရှင်မောင်တန်းနိုင်တဲ့ Fantasy Story ဆိုတာကတော့နည်းပါတယ်ကျွန်တော်အကြိုက်ဆုံးတွေဆိုလဲဝိထုအခြေခံတွေပါဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ brother တို့ရောဘယ် fantasy movie or show ကိုအကြိုက်ဆုံးလဲ comment မှာရေးခဲ့ကြည့်ပါဦး Marvel နဲ့ DC ရဲ့ထွက်ထားသမျှ animated movie တွေကိုမြန်မာစာတမ်းထုံးနဲ့ကြည့်ကျင်နေဆိုရင် The Mist ရဲ့ Telegram မှာတခါမကြံရှိပါတယ်တသက်စာမှန်မှာချင်းနဲ့တခါဝင်ထားလိုက်ရင်အသစ်ထွက်လာသမျှကားတိုင်းကိုလည်းဆက်ကြည့်နိုင်အောင်ပါ movie တွေအပြင် DC animated series တွေ Marvel animated series တွေနဲ့ Star Wars The Clone Wars တို့ကိုလည်းကြည့်နိုင်ပြီဖြစ်ပါတယ်မန်မာဝင်ကျင်လို့ဖြစ်ဖြစ်သိကျင်တာရှိလို့ဖြစ်ဖြစ်ဆက်သွယ်ဖို့အတွက် link တွေကို description မှာရော comment မှာရောပေးထားပါတယ် Telegram ကနေလာမေးလို့ရပါတယ်ဒီနေ့ဖို့ adios